Hello ဝဝလို့မတောင်းတော့ဘဲနဲ့အင်ဂျင်လို့တောင်းလိုက်ပါမယ်အင်ဂျင်တို့အိမ်မှာ dining table တစ်ကလေးရောက်ရှိလို့လာပါတယ်အဲ့ဟာကတော့ဝမ်းအရင်တစ်ခါတင်လိုက်တဲ့ကောင်းညီနာပရီဘောကဆိုတဲ့အဲ့ဒီတစ်ဆက်ကနေပြီးတော့မှားလိုက်တာပဲဖြစ်ပါတယ်ဝဝန်းနဲ့ခေါ်တာအကျင့်ပါနေတော့ဝဝလို့ပဲပြောင်းပြီးတော့သုံးမိနေတယ် Okay အခုကစားပြီးပြင်ပြောင်းမယ်အင်ဂျင်ဒီခုံကကျွန်းသားစစ်ရေမရောဘဲနဲ့လှုပ်ထားတဲ့ခုံဖြစ်ပါတယ်သူ့ကိုဝယ်ရတဲ့ဒီကအကြောင်းရင်းချက်ကတော့အင်ဂျင်တို့အရင်တော့ဆိုရင်စပွဲဝိုင်းအပူလေးနဲ့စားတာပေါ့နော်အဲ့ဟာနဲ့စားရင်ဘာဖြစ်လဲဆိုတော့သမင်းစားပေးလို့ပြန်ထားတဲ့ခါကျရင်ဒူးနာတာတို့ခါနာတာတို့အကြောညက်တာတို့အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်ဒီလိုဟာမျိုးကြတော့အဲ့လိုမျိုးမရှိတော့ဘူးပေါ့နော်ဒါကြတော့တတနဲ့အေးစစ်စစ်စားလို့ရတယ်ပေါ့နော်ဖြူလေးနဲ့ဟာတော့အင်ဂျင်တို့အိမ်ကဒါက second baby လေးလို့ပြောလို့ရပါတယ်သူ့ရဲ့နာမည်ကတော့အန်ပေါင်းဖြစ်ပါတယ်သူကအင်လူအစ်စ်တွေလာပြီးတော့ပစ္စည်းအစ်စ်တွေလာချတော့တအားတော်နဲ့စူးဆန်းဆန်းလေးလာနေရပဲဖြစ်ပါတယ်ပစ္စည်းလာချတဲ့နေ့ကမိုးအရမ်းရွာနေရပေါ့နော်အဲ့ဒါဆိုတော့ဖုန်းကင်မရာကမိုးမှန်သွားပြီးတော့ကင်မရာနဲ့လေးဝါးသွားပါတယ်ဒါကတော့အကြည့်ပြန်ရိုက်ပေးထားတာပေါ့နော်အချင်းဖေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဘာလို့လဲဆိုတော့ဒီခုံကဖေဝယ်ပေးတာပဲဖြစ်ပါတယ်ဒါပေမဲ့လို့ဖေကဒီခုံရဲ့အရာကိုမကြိုက်ဘူးလို့ပြောပါတယ်ဒါပေမဲ့အင်ဂျင်ကတော့အရင်ကြိုက်တယ်ဘာလို့လဲဆိုတော့စုံပြီးတော့လှတယ်ခုံစားရောက်ကနေကခုံမောကမစင်းတော့အဲ့ဒါနဲ့ပဲထမင်းတွေခူပြီးထမင်းစားဖို့ဆိုပြီးတော့ပြင်လိုက်ပါတယ်ဇပွဲကောင်တင်လေးရောက်လာပြီးဆိုဘိုက်ကတန်းစားသွားတာပဲဒါမဲ့အဲ့ရုပ်ကလေရေလည်းမချိုးရသေးဘူးကွာမျက်နှာလည်းမသိရသေးဘူးမျက်နှာမှလည်းဘာမှမရှိတော့အစီကြီးပြန်လူကလည်းချွေးနေနေသလားအဲ့ဒါကိုမှဗီဒီယိုရိုက်ရှင်လို့ကိုဆိုပြီးတော့တမင်တက်ကိုရိုက်ထားတဲ့ရုပ်ဖြစ်ပါတယ်ဒါက natural beauty လို့ပြောလို့ရပါတယ်ပေါ့နော်ဆိုတော့ thank you for watching it bye bye see you in my next video